ကျွန်တော်တကယ်ပြောမှာကျွန်တော်အဲ့လောက်လေးလည်းမကျွမ်းကျင်ဘူးเนาะအဲ့လောက်လည်းမတော်ငယ်ငယ်တည်းကလည်းကျွန်တော်athleticism တွေမရှိဘူးเนาะကျွန်တော်ညီလေး Joshua Van ကိုကြည့်လေ Joshua Van ကtraining လာ9နှစ်ကျော်ရှိတယ်6နှစ်ကျော်သူကကမ္ဘာချန်ပီယံရှစ်အခုလုပ်မယ်เนาะသူ့လိုမျိုးကလေးအများကြီးရှင်เนาะရွာမှာအဲ့လိုမျိုးမြန်မာပြည်ရွာတွေတော့ဒီမှာအရန်ကျွမ်းကျင်တဲ့ကလေးအများကြီးရှိတယ်အဲ့တော့ကျွန်တော်တိုက်တွန်းချင်တာပိတ်သက်တယ်တိုက်တွန်းချင်တာစူးစမ်းပါကိုရဲ့စိတ်မှာပါတဲ့ဟာကိုစူးစမ်းပါအဲ့ဒါပြီးအချင်းချင်းနဲ့ချစ်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်တကယ်ပြောမှာကျွန်တော်အဲ့လောက်လေးလည်းမကျွမ်းကျင်ဘူးเนาะအဲ့လောက်လည်းမတော်ငယ်ငယ်တည်းကလည်းကျွန်တော်athleticism တွေမရှိဘူးเนาะကျွန်တော်ညီလေး Joshua Van ကိုကြည့်လေ Joshua Van ကtraining လာ9နှစ်ကျော်ရှိတယ်6နှစ်ကျော်သူကကမ္ဘာချန်ပီယံရှစ်အခုလုပ်မယ်เนาะသူ့လိုမျိုးကလေးအများကြီးရှင်เนาะရွာမှာအဲ့လိုမျိုးမြန်မာပြည်ရွာတွေတော့ဒီမှာအရန်ကျွမ်းကျင်တဲ့ကလေးအများကြီးရှိတယ်အဲ့တော့ကျွန်တော်တိုက်တွန်းချင်တာပိတ်သက်တယ်တိုက်တွန်းချင်တာစူးစမ်းပါကိုရဲ့စိတ်မှာပါတဲ့ဟာကိုစူးစမ်းပါအဲ့ဒါပြီးအချင်းချင်းနဲ့ချစ်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ကျွန်တော်တကယ်ပြောမှာကျွန်တော်အဲ့လောက်လေးလည်းမကျွမ်းကျင်ဘူးเนาะအဲ့လောက်လည်းမတော်ငယ်ငယ်တည်းကလည်းကျွန်တော်athleticism တွေမရှိဘူးเนาะကျွန်တော်ညီလေး Joshua Van ကိုကြည့်လေ Joshua Van ကtraining လာ9နှစ်ကျော်ရှိတယ်6နှစ်ကျော်သူကကမ္ဘာချန်ပီယံရှစ်အခုလုပ်မယ်เนาะသူ့လိုမျိုးကလေးအများကြီးရှင်เนาะရွာမှာအဲ့လိုမျိုးမြန်မာပြည်ရွာတွေတော့ဒီမှာအရန်ကျွမ်းကျင်တဲ့ကလေးအများကြီးရှိတယ်အဲ့တော့ကျွန်တော်တိုက်တွန်းချင်တာပိတ်သက်တယ်တိုက်တွန်းချင်တာစူးစမ်းပါကိုရဲ့စိတ်မှာပါတဲ့ဟာကိုစူးစမ်းပါအဲ့ဒါပြီးအချင်းချင်းနဲ့ချစ်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်